အားလုံးကြည့်နေပါလေကိုဝင်းအောင်ကိုလည်းရေးထားတဲ့တနာပဲချစ်ချောက်ထားချက်ပါနားဆင်ပေးပါချိန်စပ်ပါဒီလိုချစ်တဲ့